Ismi ရဲ့အတင်းတောင်းဆိုမှုကြောင့်ဗီဒီယိုရိုက်ခဲ့ရတဲ့ရှာရှာရဲ့အတန်ဖိုင်ဗီဒီယိုများထွက်ပေါ်လာ Ismi ရဲ့ Patricia ရဲ့ကိစ္စကတော့တဖြည်းဖြည်းနဲ့ပုံမနှက်နေလာပါပြီ။အားလုံးသိပြီးတဲ့အတိုင်းပါပဲ Ismi က Patricia ကိုဟိုတယ်ထဲမှာပိတ်လောင်ထားတဲ့မတော်မတရားလုပ်လို့အကူအညီတောင်းလာတဲ့ Patricia ရဲ့အတန်ဖိုင်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာတိုင်းနိုင်ငံလုံးကအမှုပညာရှင်တွေအစုံ Patricia ကိုစိတ်ပူနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Ismi ရဲ့အကောက်ကနေ Patricia နဲ့သူနဲ့ကအဆင်ပြေပါတယ်ဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပါပြီ။ဒါကြောင့်အားလုံးကတော့ Patricia နဲ့ Ismi တို့ရဲ့ဖြစ်စဉ်မှာခင်မမို့အေးဖြစ်ပြီးလို့ထင်နေကြတာလည်းဖြစ်ပါတယ်။အဓိကအဖြစ်တော့ Ismi ကသူနဲ့ Patricia တို့အတိကြိုက်နေကြတဲ့ချစ်သူတွေဖြစ်နေတဲ့ပြဿနာပါဆိုပြီးတော့လူတွေအထင်လွဲအောင်အကွက်ကြကြလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မလေးရှားကလူမြင်ကွင်းမှာလက်ချင်တွဲနေကြတဲ့ပုံတွေနဲ့အတူတူသူက Patricia ကိုမတော်မတရားမလုပ်ကြောင်းတမင်လုပ်ပြခဲ့တာလည်းတွေ့ရှိရပါတယ်။အကူအညီတောင်းတဲ့အတန်ဖိုင်ကလည်းမိုးလို့ပြောမိတာပါဆိုပြီးတော့အတင်းဖြည့်ရှင်းခိုင်းတာလည်းတွေ့ရှိရပါတယ်ရှင်။ဒါကိုပဲလူတွေကတကယ်ဖြစ်နေတဲ့ထင်ပြီးတော့အထင်လွဲသွားကြတာပါ။ဒီလိုလုပ်တာက Ismi ရဲ့ရှေ့နေက Ismi အပြစ်လုပ်အောင်လုပ်နေတဲ့ဖြစ်တယ်လို့ဆိုထားကြတဲ့တွေ့ရှိရပါတယ်။တကယ်တော့ Patricia ကို Ismi ကပြန်မလွတ်ပဲဖုန်းတွေသိမ်းကအတင်းအဓမ္မပြုတ်ခိုင်းရတာဖြစ်ပါတယ်။အခုတော့ Patricia တယောက်တော်တော်လေးကိုအကြက်ရိုက်နေသလို Patricia ရဲ့အမေရိကလည်းတမီးဖြစ်သူကိုချက်ချင်းပြန်လွတ်ပေးဖို့နဲ့မပေးရင်ဥပဒေနဲ့ဖြေရှင်းမယ်လို့ပြောဆိုလာခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်။ပရိသတ်တို့ရောဒီကိစ္စကိုဘယ်လိုမြင်လဲ။ Patricia နဲ့ Ismi ရဲ့အကြောင်းကိုဘယ်လိုမြင်လဲဆိုတာခေါင်းမရေးသွားပေးခဲ့ကြပါအောင်ရှင်။တကြံလေကြမဲ့သူတွေအတွက်အနေရကြနိုင်တဲ့အတိတ်နမိတ်တစ်ခုကိုအခုလိုထုတ်ပြောလာတဲ့လင်းညွန့်တာယာနာမည်ကြီးအကြမြင့်စရာလင်းညွန့်တာယာကတော့ဒီနေ့တကြံကာလအတွက်အထူးသတိထားရမယ့်အခြေအနေတွေကိုအတိတ်နမိတ်တွေနဲ့ရှင်းပြီးတော့အလေးနဲ့သတိပေးလာပါတယ်ပုံမှန်ဆိုရင်တော့မြန်မာပြည်သူပြည်သားတွေဟာတကြံရောက်ပြီးဆိုတာနဲ့မန်းနဲ့တွေပေါ်မှာကခုံမဲ့ရေပတ်မဲ့တငယ်ချင်းတွေနဲ့တမျိုးဝင်တမျိုးထွက်နဲ့လက်ပတ်ကြတယ်ဆိုတဲ့စိတ်ကူးတွေနဲ့တက်ကြွနေကြပါတယ်ဒါပေမဲ့ဆရာလင်းညွန့်တရားကတော့ဒီနေ့တကြံကအရင်နှစ်တွေနဲ့လုံးဝမတူတဲ့အနေအထားရှိနေတာဖြစ်တယ်လို့အတိလင်းဆိုလာပါတယ်ဆရာရဲ့အကြအမြင်အရဒီနေ့အတားကြံကာလအတွင်းမှာတွေ့တဲ့တန်ယုံတွေဖြစ်တတ်တယ်ဆိုတာကိုပို့ပြီးတော့မြင်တွေ့ရတယ်လို့ဆိုပါတယ်။ဒါကပြည်သူတွေကိုတသက်မှတ်ထိလန့်အောင်ချောင်းလာနေတာမဟုတ်ပဲကြိုတင်မြင်တွေ့နေရတဲ့အတိုင်းမိတ်ဆိုတွေကနေကင်းဝေးစီခြင်းနဲ့မေတ္တာစေတနာတသက်နဲ့ကြိုးကြားခဲ့တာဖြစ်ကြောင်းဆရာလင်းညွန့်တရားကရှင်းပြထားကြတဲ့တွေ့ရှိရပါတယ်။လူတယောက်မှာအသက်ဆိုတာတစ်ချောင်းနဲ့ရှိပါတယ်။ဒုတိယအကြိမ်အသက်ရှင်ခွင့်ဆိုတာကဘယ်သူစီကမှအပေါ်မပါလာဘူးဆိုတော့ဆရာရဲ့စကားကတကယ်ကိုရှင်နဲ့ထိရောက်ပြီးတော့လင်းနေပါတယ်။လက်ရှိပတ်ဝန်းကျင်မှာလည်းနေ့စဉ်နဲ့အမျှကြားနေရတဲ့သတင်းစိုးတွေမတော်တဆမှုတွေကအားလုံးသိပဲဖြစ်ပါတယ်။ဒီလိုအချိန်အခါမျိုးမှာလူစုလူဝေးရှိတဲ့နေရာတွေမန္တတွေနဲ့စီကားတဲ့လမ်းမပေါ်တွေမှာတွာလာတာကကိုယ့်ရဲ့အသက်အန္တရာယ်ကိုလောင်ကျိထနေသလိုမျိုးဖြစ်နိုင်ပါတယ်။ဆရာလင်းညွန့်တရားကတော့အပြောကြောင့်အပြတ်မဖြစ်စေနဲ့ဆိုတဲ့စကားကို